ကတော့ဒီည grammar နဲ့ပတ်သက်ပြီးတော့နည်းနည်းပြောသွားမယ်အဲ့တော့ဒီ G10 နဲ့ 11နဲ့ပတ်သက်တဲ့ဒီ grammar topic တွေကို group ထဲမှာထည့်ပေးထားတယ်အခုဒီမှာရေးထားတာတွေကတော့ grade 12မှာအများဆုံးမေးတဲ့ grammar တွေဖြစ်ပါတယ်ခေတ်ကတော့အရင်ဆုံးကြည့်လိုက်ကြရအောင်grade 12 grammar တွေမှာဆိုရင် relative clause ပါမယ် relative clause ပါမယ်relative clause ဆိုတာက relative pronoun တွေနဲ့ဆက်ပြီးတော့ရေးရတဲ့ဝါကျတွေကိုပြောတာဖြစ်တယ်relative pronoun တွေဆိုတာနဲ့ဘာတွေကိုမျက်လုံးနဲ့မြင်ထားဖို့လို့လဲဆိုရင်ဒီ who which that ဒီသုံးခုပါမယ်အဓိကတော့ဒီသုံးခုပါမယ် who which that နောက်တစ်ခုက whose whose ဒီလေးခုသုံးပြီးတော့ဆက်ရမှာဖြစ်တယ်နောက် participle phrase ဆိုရင်သူကဘာတွေနဲ့စမလဲဆိုတော့ verb ing တွေနဲ့စတာဖြစ်တယ်verb ing နဲ့စတာရှိမယ်နောက်အငြင်းဆိုရင်သူက not verb ing တွေနဲ့စမယ်verb ing နဲ့စရမယ်နောက်တစ်ခုက verb 3နဲ့စတာရှိမယ်verb 3နဲ့စတာရှိမယ်နောက်တစ်ခုက having verb 3နော်ဒါတွေသုံးပြီးတော့ရေးရတာဖြစ်it was ကတော့လွယ်ပါတယ်it was noun phrase လိုက်မယ်လူဆိုရင် who လူမဟုတ်ရင် that ဒါဆိုတော့11တို့10တို့မှာလည်းတင်ထားပြီးသားပေါ့နော်နောက်တော့ not only but also ဆိုရင်ကတော့ပုံစံ2မျိုးရှိတယ်ဒီကိုက old method ပုံစံနဲ့ရေးမလားဒါမှမဟုတ်ဒီ inversion ပုံစံနဲ့ရေးမလားဆိုပြီးတော့စဉ်းစားနော်အဲ့တော့old methods ကတော့ရိုးရှင်းတယ်မတူတာနှစ်ခုကြာ not only but also ထားတယ်နော်မတူတာနှစ်ခုကြာ not only but also ထားအဲ့တော့အလွယ်မှန်နည်းပေါ့နော်မတူတာနှစ်ခုကြာ not only but also ထားမယ်နောက်တစ်ခုက inversion ပုံစံနဲ့ရေးတာဖြစ်တယ် inversion inversion အဲ့တော့ဆရာကတော့ဒီ number 2ပုံစံနဲ့ရေးတာကိုပို့ပြီးတော့အားပေးပါတယ်နော် inversion ပုံစံနဲ့ရေးတာ subordinating conjunction တွေကကြတော့ကျွန်တော်တို့ဒီ conjunction အမျိုးအစားတွေကိုဘယ်လိုဝါကျတွေမှာဒီထားပြီးတော့သုံးဆွဲလို့ရတယ်ရေးလို့ရတယ်ဆိုတာကိုဘယ်လောက်ကျွမ်းကျင်လဲဆိုတာဒီ topic အောက်မှာမေးသွားတာဖြစ်တယ်နော် subordinating conjunction ဒါနည်းနည်းလေးကျယ်ပြန့်တယ်ဟိုဒီစကားလုံးတွေကိုသက်ဆိုင်ရာစကားလုံးတွေကိုသေချာသဘောပေါက်မှဒါနော်ဘယ်လိုစကားလုံးတွေကဘယ်လိုဝါကျတွေမှာသုံးဆွဲရလဲဆိုတာကိုသိကြသိဖို့လိုတယ် subordinating conjunction ကနည်းနည်းလေးခက်ပါတယ်နောက် no matter clause no matter နောက်မှာဝါကျတွေလိုက်မယ်နော် no matter clause လို့ခေါ် no matter နောက်မှာဘာတွေလိုက်လို့ရလဲဆိုတော့ no matter who ရှိမယ်နော် no matter what ရှိမယ် wh နဲ့ပတ်သက်တာတွေပေါ့နော် no matter where ဒီကောင်ပဲပြင်သူနောက်မှာဘာလိုက်လဲဆိုတော့ subject verb လိုက်တယ်ပေါ့နော်ဒါ no matter clause ပါနောက် cause and effect cause နဲ့ effect တွေဘာတွေနော် cause နဲ့ effect တွေနဲ့တွဲသုံးရတဲ့စကားလုံးတွေကိုငါတို့ textbook ထဲမှာဇယားရှိတယ်နော်အဲဒီဇယားထဲမှာနော် cause ဆိုရင်4မျိုးလောက်ရှိမယ် effect ကို4မျိုးလောက်ရှိမယ်နော်အဲ့ဒါလေးတွေလေ့ကျင့်တဲ့ပုံစံမှာ conditional ကတော့ကျွန်တော်တို့ conditional if ပါတဲ့ဝါကျတွေပေါ့နော် if ပါတဲ့ဝါကျတွေမှာကျွန်တော်တို့3မျိုးရှိပါတယ် conditional ဆိုရင် first ရှိမယ် second ရှိမယ်နောက်တစ်ခုက third conditional ရှိမယ်ပေါ့နော် third conditional ရှိမယ်အဲ့တော့ first မှာဆိုတော့2မျိုး꿰သွားမယ်အဲ့တော့ if ပါတဲ့အပိုင်းက verb 1ဆိုရင် if မပါတဲ့အပိုင်းမှာလည်း verb 1ရေးတာရှိတယ်နောက်တစ်ခုက if ပါတဲ့အပိုင်းမှာ verb 1သုံးမယ်ဆိုရင်မပါတဲ့အပိုင်းမှာ will verb 1သုံးတာပေါ့နော်ဒါကိုဆိုတော့ first condition လို့ခေါ်ပါတယ် second condition ကကြတော့စိတ်ကူးရင်ဝဲကြတွေမှာအဓိကထားသုံးတာဖြစ်တဲ့ကြောင့်မလို့ဖော်ပြတဲ့အခါမှာ verb 2နဲ့ကိုverb 2နဲ့အဓိကထားဖော်ပြတယ်ဒါဆိုရင် if ပါတဲ့အပိုင်းမှာ verb 2နဲ့ဖော်ပြမယ်ဆိုရင်မပါတဲ့အပိုင်းမှာဆိုရင်will ရဲ့ past tense would ကိုသုံးပြီးတော့ရေးရပါတယ်ဒါက second condition နဲ့ပေါ့နော် third condition နဲ့ကကြတော့ HAT have verb 3
အဲ့တော့ပြီးခဲ့ပြီးသားအကြောင်းအရာတွေကိုဖော်ပြတယ်ပေါ့နော် have battery ဒါ if ပါတဲ့အပိုင်းမှာ have battery ဆိုရင်မပါတဲ့အပိုင်းမှာသူက would have battery ပုံစံနဲ့ရေးပါတယ်နော်ဒါကတော့အတိတ်မှာတော့ကမလုပ်ခဲ့တဲ့အရာတွေမဖြစ်ခဲ့တဲ့အရာတွေကိုဖော်ပြတဲ့အခါမှာသုံးတာဖြစ်ပါတယ်ဒါကတော့ conditional တနည်းအားဖြင့်တော့ if ပါတဲ့ word ကြောင့်နော် if ပါတဲ့ word ကြောင့် first second third ဆိုပြီးတော့၃မျိုးရှိပါတယ်အဲ့ဒါတွေကိုနားလည်ဖို့လိုတယ်နောက် number 9ဒီဒါကရည်ရွယ်ချက်ပြတွေဖြစ်ပါတယ်အကုန်လုံးဒီရည်ရွယ်ချက်ပေါ့ purpose purpose ရည်ရွယ်ချက်ကိုပြတာဖြစ်တယ်အဲ့တော့ to တွေဆိုရင်တော့သူ့နောက်မှာဆိုတော့ verb 1လိုက်တယ်နော်သူပါတဲ့အုပ်စုတွေအလွယ်မှတ်တာပေါ့နော်သူပါတဲ့အုပ်စုတွေဆိုသူ့နောက်မှာ verb 1လိုက်မယ် that ပါတဲ့အုပ်စုတွေဆိုရင်သူ့နောက်မှာ subject verb လိုက်ပါတယ်နော်အဲ့လိုလေးမှတ်ထားပါ FAF တို့ကဆိုတော့ G11 မှာလည်းပါထားပြီးသားပါ G12 မှာလည်းသူကပြန်ပြီးတော့မေးတယ်ပေါ့နော်အဲ့တော့ FAF တော့ရဲ့နောက်မှာလည်းသူက imaginary တွေမလို့ verb 2နဲ့ရှင်းရပါတယ် verb 2ရပါတယ်နော်နောက် relative pronoun and relative adverbs ဒါကတော့ relative အပေါ်မှာ relative clause ကိုနားလဲတယ်ဆိုရင် relative pronoun လည်းလွယ်ကူသွားပါတယ်နော်အဖေဒါကတော့ G တွဲမှာအဓိကအမေးများတဲ့ grammar 17မျိုးဖြစ်ပါတယ်ဒီထက်ကတချို့ခြံထားတဲ့ဟာလေးတွေရှိပါတယ်ဒါပေမဲ့သူကmultiple choice တွေ objective type ပုံစံမျိုးနဲ့မေးတာပေါ့နော်ဒီလို word ကြပုံစံနဲ့မေးတာမဟုတ်ပါဘူးအဲ့တော့ဒီ grammar 74က grade 12တဲကလည်းအမေးများတယ်လို့ grade 10နဲ့11နဲ့ကgrammar pattern တွေကိုလည်းလွတ်လို့မရပါဘူးဒါတော့ဖြစ်နိုင်ရင်တော့တို့ကနိုင်တဲ့လောက်ပေါ့နော်တို့အကုန်ကြည့်ဖို့လိုပါတယ်အဲ့တော့ grammar မှာ10မှတ်မှာအနည်းဆုံးတော့10မှတ်လောက်ရဖို့ပေါ့နော်10မှတ်လောက်ကျင်းစေရဖို့လိုအပ်ပါတယ် Okay ဒါကတော့ grade 12နဲ့ပတ်သက်တဲ့ grammar 17မျိုးကိုပြောသွားတာဖြစ်ပါတယ်ဒါဆိုရင်နောက်တစ်ခုကိုကြည့်လိုက်ရအောင်Okay အခုပြောမှာကတော့ဆိုတော့ relative clause အပိုင်းဖြစ်ပါတယ် relative clause ကနည်းနည်းလေးရှုပ်တယ်လို့ထင်ရပါတယ်ဒါပေမဲ့သေချာလေ့လာမယ်ဆိုရင်တော့အရင်ခက်တဲ့ထက်မှာမပါပါဘူးအဲ့တော့ relative clause တွေဘယ်လိုအကြောင်းအရာမျိုးတွေကိုဖော်ပြတဲ့အခါမှာသုံးလဲဆိုတာကိုသိဖို့လိုပါတယ်အဲ့တော့ပထမတစ်ဆင့်ဒီ person ကိုပြောတာလားဒါမှမဟုတ် thing ဆိုတဲ့အရာတွေကိုပြောတာလားပေါ့နော်အဲ့တော့လူတယောက်ရဲ့ information ပေးတယ်ဒါမှမဟုတ်တခြားအကြောင်းကိစ္စတစ်ခုခုနဲ့ပတ်သက်ပြီးတော့ information ပေးတဲ့အခါမှာဆိုတော့ relative clause တွေကိုသုံးတာဖြစ်ပါတယ်အဲ့တော့ information ကလည်းသူကလိုအပ်တဲ့ essential information ဖြစ်ဖို့လိုပါတယ် essential information ဖြစ်ဖို့လိုပါတယ်အဲ့တော့ကျွန်တော်တို့လက်ရှိပြောနေတဲ့တရားရောက်အကြောင်းဒါမှမဟုတ်တစ်ခုခုနဲ့ပတ်သက်ပြီးတော့အချက်လက်ကိုinfo ပေးတဲ့အခါမှာ relative clause တွေကိုသုံးတာဖြစ်ပါတယ်အဲ့တော့ပထမဝါကျလေးကိုကြည့်ရအောင်I spoke to the woman she owns the hotel ပထမဝါကျမှာ I spoke to the woman ကျွန်တော်အမျိုးသမီးတယောက်နဲ့စကားပြောခဲ့ပါတယ်ဒုတိယဝါကျက she owned the hotel သူမက hotel တစ်လုံးကိုပိုင်ဆိုင်တယ်နော်ဒါကိုဝါကျတစ်ကြောင်းနဲ့အနေနဲ့ဆက်ပြီးတော့ပြောမယ်အဲ့တော့ hotel တစ်လုံးပိုင်တဲ့အမျိုးသမီးတဦးနဲ့ကျွန်တော်စကားပြောခဲ့တယ်ဆိုပြီးတော့အဲ့လိုဝါကျမျိုးကိုရေးမှာဖြစ်တယ်ဟုတ်ပြီဒါဆိုရင်ပထမဝါကျမှာthe woman ဒုတိယဝါကျမှာကျတော့ဘယ်လိုပုံစံလေးပြောင်းလာလဲဆိုတော့ she ဆိုပြီးတော့ပြောင်းလိုက်တယ်နော် she ဆိုပြီးတော့ဒါကိုဒီ she လေးဒီသူရှိက woman ကိုညွှန်းတယ်လို့သိရပါတယ်ဒါဆိုရင်မှတ်ထားမှာကဆိုတော့ဒုတိယဝါကျရဲ့နော်ဒုတိယဝါကျရဲ့ subject ကိုကြည့်ပါနော်ဒုတိယဝါကျက subject ကိုကြည့်ပါအဲ့ pronoun နေရာလေးမှာကျတော့ကသူကလူကိုပြောချင်တာလားဒါမှမဟုတ်အကြောင်းအရာကိုပြောချင်တာလားလူဆိုရင်တော့ who နဲ့အစားထိုးပြီးရေးပါ that ဆိုရင်နော်တခြားအကြောင်းအရာဆိုရင်တော့ that နဲ့အစားထိုးပြီးတော့ရေးပါနော်အဲ့တော့ဒုတိယဝါကျမှာသုံးထားတဲ့ pronoun she လို့ပြောတယ်ဒါဆိုရင်ကျတော့ the woman ကိုညွှန်းတာဖြစ်လို့ဘာလေးနဲ့ဆက်ရေးမလဲဆိုတော့ who နဲ့ဆက်ရေးပါဒါဆိုရင် I spoke the woman who owns the hotel အဲ့လိုဖြစ်သွားပြီThe men were very
nice he interviewed me အဲ့တော့ဒုတိယဝါကျကိုပဲအဓိကထားပြီးတော့ကြည့်ပါအဲ့တော့ဒုတိယဝါကျက he သည်ရှေ့ကလူကိုညွှန်းတာဖြစ်ပါတယ်အဲ့တော့ pronoun တွေကအဓိကကျပါတယ်เนาะအဲ့တော့ဒုတိယဝါကျရဲ့ pronoun တွေကเนาะတက်ရှိကိုညွှန်းတာလားတမဲ့ကိုညွှန်းတာလားဆိုတာကိုတခြားနားလဲတယ်ဆိုရင်ကျတော့ relative pronoun ကဘာအရာကိုသုံးလဲဆိုတာကိုတန်းပြီးတော့သဘောပေါက်ပါတယ်အဲ့တော့ကျတော့ he ဒီ subject တနည်းအားဖြင့်လူကိုညွှန်းတာเนาะဒါဆိုကျတော့ the man who interviewed me was very nice လို့ဖြစ်သွားမယ်အဲ့တော့ကျွန်တော်ကို interview တဲ့သူကသဘောကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်ပထမ the man was very nice ဒီလူကသဘောကောင်းတယ်အဲ့တော့ဒီလူဆိုတာဘယ်သူဘယ်ဝါမှမသိเนาะဒုတိယဝါကျကိုဖတ်ကြည့်တော့ he interviewed me ကျွန်တော်ကိုသူက interview ခဲ့တယ်အဲ့မြန်မာလိုအဓိပ္ပာယ်နည်းနည်းလေးတော့ဘာသာပြန်ဖို့လိုတယ်เนาะဒါမှဆိုတော့ရှေ့ဝါကျကိုရေးရမှာလားနောက်ဝါကျကိုရေးရမှာလားဆိုတာကိုတခြားသဘောပေါက်လိမ့်မယ်အဲ့တော့ကျွန်တော် interview တဲ့သူနဲ့စကားပြောခဲ့တယ်sorry ကျွန်တော် interview တဲ့သူကသဘောကောင်းတယ်ဆိုပြီးတော့ရေးမှာဖြစ်တယ်ဒါဆိုရင် the man who interviewed me was very nice အဲ့လိုရေးမယ် Did you see the letter it came this morning Did you see the letter it came this morning ဒုတိယဝါကျရဲ့ pronoun ကိုကြည့်ပါ int it int it ဒီရှေ့ဝါကျကဘာကိုညွှန်းလဲဆိုတာကိုသိချာသိဖို့လိုတယ်အဲ့တော့ဒီမှာဆိုရင်သူကသတ်မှတ်ဖြစ်တဲ့ the letter ဆိုတဲ့စာကိုညွှန်းတာเนาะဒါကိုဆရာတို့ကအကြောင်းအရာတွေပစ္စည်းတွေเนาะသတ်မှတ်ပစ္စည်းတွေဆိုရင်ဒါတို့ that နဲ့ညွှန်းပါတယ် that နဲ့ which နဲ့တိုက်တာသုံးလို့ရပါတယ်ဒါဆိုရင် did you see the letter that came this morning သတိထားမှာက question type ဖြစ်ပါတယ် question type ဆိုနောက်မှာ question mark ပါပေးဖို့လိုပါတယ်เนาะ question မပါရင်အမှန်မရပါဘူး okay နောက်တဲ့ဥပမာလေးကိုကြည့်မယ်နော် The keys have disappeared they were on the table ဒုတိယဝါကျရဲ့ pronoun ကိုကြည့်ပါ they သည်ဘာကိုညွှန်းလဲ they သေချာတာကတော့ they သည်အများကိုညွှန်းတာဖြစ်ပါတယ် noun အများတွေကိုညွှန်းတာအဲ့တော့ noun အများတွေရှေ့ဝါကျမှာပါဆိုလို့ဘာလေးပဲရှိလဲဆိုတော့ the key တခုပဲရှိပါတယ်နော် the keys ဒါဆို keys ကိုညွှန်းမှန်းသိသွားပြီဒါဆိုရင် the keys ဘာနဲ့ဆက်မယ်ကို that နဲ့ဆက်မယ်နော်အဲ့တော့အရင်အဓိပ္ပာယ်ပြန်ကြည့်ရအောင် the key had disappeared တော့တွေပြောင်းသွားပြီ they were on the table နော်တော့တွေဟာစပွဲပေါ်မှာရှိခဲ့တာဒါဆိုရင်စပွဲပေါ်မှာရှိခဲ့တဲ့တော့တွေပြောင်းသွားပြီလို့ရှိမှာနော်ဒါဆိုရင်ဟုတ်ပြီ the keys that were on the table have disappeared အဲ့လိုဖြစ်မယ်အဲ့တော့ဒီမှာကတော့ဘာတွေကိုတတိထားဖို့လိုလဲဆိုရင်ဒုတိယဝါကျရဲ့နော်ဒုတိယဝါကျရဲ့ pronoun တွေကိုကြည့်ရမယ်ဒုတိယဝါကျရဲ့ pronoun တွေဒီရှေ့ဝါကျကဘာတွေကိုညွှန်းလဲဆိုတာကိုသိဖို့လိုတယ်အဲ့ဒါသိမှလားဆိုတော့ who နဲ့နော် who သုံးမလား that သုံးမလားဆိုတာကိုသိရမှာနောက်တစ်ချက်ကဝါကျနှစ်ကြောင်းလုံးကိုမြန်မာလိုအဓိပ္ပာယ်ဘာသာပြန်ကြည့်ပါအဲ့ဒီခါမှာဆိုတော့ဘာကိုရှေ့မှာထားရမလဲဘယ်ဟာကိုအရင်ကပ်ပြီးတော့နော် relative pronoun ကိုဘယ်မှာအရင်ကပ်ရမလဲဆိုတာကိုသိပါလိမ့်မယ်အဲ့လိုမဟုတ်ဘူးဆိုရင်တော့ဒါပုံသေးကြီးနော်ပုံသေးကြီးမှတ်ထားလို့မရပါဘူးအဲ့ဒါလေးတစ်ခုတော့ရှိပါတယ်ဟုတ်ပြီအဲ့တော့ပြန်ပြီးပြောပါမယ်ဒီလူတွေဆိုရင် who နဲ့ညွှန်းမယ်အကြောင်းအရာတွေသတ်မဲ့တွေဆိုရင် that which နှစ်မျိုးလုံးသုံးလို့ရပါတယ်နောက်တစ်ခုကဒုတိယဝါကျဒုတိယဝါကျရဲ့ရှေ့ဆုံးမှာနော်ရေးတဲ့ pronoun တွေဒီဘာတွေကိုညွှန်းလဲအဲ့ pronoun ကိုကြည့်ပြီးတော့မှဆိုတော့ who လား that လားဆိုတာကိုအစားထိုးလို့ရမှာဖြစ်တယ်နော် okay ဒါဆိုတော့နောက်ထပ်ပုံစံတစ်မျိုးလေးကြည့်အောင်နောက်တစ်ခုကဆိုတော့ whose ကိုသုံးတာပါအဲ့တော့ whose ဒီ
to talk about profession ပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီးတော့ပြောတဲ့အခါမှာပြောတဲ့ရေးတဲ့အခါမှာဒါတော့ WHOS who ကိုအဓိကထားပြီးတော့သုံးတာဖြစ်ပါတယ်အဲ့တော့ possessive adjective တွေသိဖို့လိုတယ်เนาะအဲ့တော့ possessive adjective တွေက my our your his her is their ဒီအုပ်စုတွေပေါ့เนาะအဲ့တော့ဒီကောင်လေးတွေဒီဆိုတော့ possession တွေကိုပြတာပါလူတယောက်ရဲ့ပိုင်ဆိုင်မှုတွေထားပါတော့သူ့ရဲ့အမျိုးဆွေတွေဒါမှမဟုတ်မိသားစုတွေเนาะသူ့ရဲ့အကိုတွေအမတွေเนาะတစ်စုံတစ်ယောက်ရဲ့မိသားစုဝင်တွေเนาะသူပိုင်ဆိုင်တဲ့ပစ္စည်းကားတွေဒါတွေကိုညွှန်းတာเนาะအဲ့ခါမှာဘာတွေနဲ့သုံးလဲဆိုတော့ WHOS who နဲ့သုံးပါတယ် I got a friend his brother is an actor เนาะအဲ့တော့ကျွန်တော်မှာတငယ်ချင်းတယောက်ရှိတယ် his brother is an actor သူ့ရဲ့အကိုကသရုပ်ဆောင်ဖြစ်တယ်ဒါဆိုရင်ကျွန်တော်မှာသရုပ်ဆောင်အကိုတယောက်ရှိတယ်တငယ်ချင်းရှိပါတယ်နော်သရုပ်ဆောင်အကိုတယောက်ရှိတယ်တငယ်ချင်းတယောက်ရှိတယ်အဲ့ဒါကိုကျွန်တော်ကဘာနဲ့ဆက်ရေးမလဲဆိုတော့ who နဲ့ဆက်ရေးပါတယ်ဘာကြောင့်လဲဆိုတော့ဒုတိယဝက်ကျမှာပေးထားတဲ့ pronoun လေးဒီ relative pronoun လေးဒီဘာမျိုးစားဖြစ်နေလဲဆိုတော့ possessive adjective ဖြစ်နေလို့ပါအဲ့တော့ possessive adjective အုပ်စုတွေဆိုရင်ဘာနဲ့ညွှန်းမလဲဆိုတော့ who နဲ့ညွှန်းရပါတယ် I got a friend whose brother is an actor အဲ့လိုရေးမယ် They are the people their house caught fire They are the people သူတို့ကလူသားတွေဖြစ်တယ်လူတွေဖြစ်တယ်သိကြမှာမရှိဘူးလား Their house caught fire သူတို့ရဲ့အိမ်တွေကမီးလောင်သွားခဲ့တယ်ဒါဆိုရင်သူတို့ဟာမီးလောင်သွားတဲ့เนาะအိမ်မီးလောင်သွားတဲ့သူတွေဖြစ်တယ်လို့ရှင်းမှာဖြစ်တယ်ဒါဆိုဒုတိယဝက်ကြရဲ့ their เนาะရှေ့က people ကိုညွှန်းတယ်လို့သိရမယ်เนาะဒါကြောင့်မလို့ they are the people whose house caught fire I met a woman her mother writes horror story I met a woman ကျွန်တော်မျိုးသမီးတယောက်နဲ့ပုံခဲ့တယ် her mother writes horror story အဲ့တော့သူ့ရဲ့အမေကဒီ horror ဇာတ်လမ်းတွေကိုရေးတယ်ဒါဆိုရင်အဲ့ဒါကို horror ဇာတ်လမ်းတွေเนาะကျွန်တော်တွေ့ခဲ့တဲ့အမျိုးသမီးရဲ့အမေက horror ဇာတ်လမ်းတွေရေးပါတယ်အဲ့လိုအဓိပ္ပာယ်เนาะဒါဆိုရင် I met a woman her possessive မလို့သူစားဘာသုံးလဲဆိုတော့ whose ကိုသုံးပါတယ် I met a woman whose mother writes horror story အဲ့လိုဖြစ်သွားမယ်เนาะဒါကိုကျွန်တော်ရှေ့မှာဆိုရင်လူဆိုရင် who နဲ့ဆက်မယ် things တွေဆိုရင် that which နှစ်မျိုးလုံးနဲ့ဆက်လို့ရတာကိုတွေ့ရတယ် whose ကကြတော့ပိုင်ဆိုင်မှုပြเนาะ adjective တွေပေါ့ possessive adjective တွေပါလာရင် whose နဲ့တွဲပြီးတော့ရေးရပါတယ် Okay ဒါဆိုတော့နောက်တစ်ခုကြည့်လိုက်မယ်เนาะOkay ဒါကတော့စောစောကဒီ pronoun တွေသုံးတဲ့เนาะဒီ defining clause ပဲ exercise တွေဖြစ်ပါတယ်အဲ့တော့ဒီ exercise လေးတွေကို screenshot ရိုက်ပြီးတော့ကိုယ့်ရဲ့ agenda စာအုပ်ထဲမှာရေးကြည့်ပေးပါအဲ့တော့ exercise တွေများများရေးကြည့်လုပ်ကြည့်မှသာကိုကဒီ grammar ကိုတခြားရလားမရလားဆိုတာကိုတခြားစမ်းဖြစ်နိုင်မှာဖြစ်တယ်ဒါကြောင့်မလို့ exercise လုပ်ဖို့မပြင်းစေချင်ပါဘူးကဲဒါဆိုရင်ကျွန်တော်နောက်ထပ်ပုံစံတစ်ခုသွားကြည့်မယ်ဒါလေးကတော့ကျွန်တော် non defining relative clause ဖြစ်ပါတယ်အဲ့တော့ဘာကွာခြားလဲဆိုတာအဓိကသူတို့နှစ်ခုရဲ့ကွာခြားချက်ကိုသိဖို့လိုအပ်ပါတယ်အဲ့တော့ defining နဲ့ non defining နဲ့ဆိုတော့ဘာကွာခြားလဲအဲ့တော့ defining ဆိုတာကဒီလူတယောက်เนาะဒါမှမဟုတ်ကိစ္စတစ်ခုအကြောင်းကိုပြောတာမဟုတ်ပါဘူးအဲ့တော့ the speaker ပြောချင်တဲ့သူရဲ့ဆိုလိုတဲ့အရာကိုအဲ့တော့ तू ဘာကိုဆိုလိုတာလဲဆိုတာကိုเนาะ तू ပြောချင်တဲ့အရာဘာလဲ तू ဆိုလိုတဲ့အရာကဘာလဲလူတယောက်เนาะလူတယောက်အကြောင်းဒါမှမဟုတ်အကြောင်းအရာတစ်ခုပေါ့เนาะလူတယောက်အကြောင်းအရာတစ်ခုအဲ့ဒါကိုအဓိကထားပြီးပြောချင်တာမဟုတ်ဘူးလူဆိုရင်သူ့ရဲ့เนาะစိတ်နေစိတ်ထားပေါ့နော်သူ့ရဲ့ personality ကဘယ်လိုမျိုးဖြစ်မလဲပေါ့အကြောင်းအရာကိစ္စတွေဆိုလဲအဲ့လိုပေါ့
နော်ဒီတနည်းအားဖြင့်တော့ခေါင်းစဉ်တွေကဘာတွေပါလဲပေါ့ဒီကအဲ့ဒါကိုဖော်ပြပြသိဖို့လိုတယ်အဲ့တော့သူက information တွေကိုသူကအပြည့်အစုံပေးချင်တာအဲ့တော့လူတယောက်ရဲ့နာမည်ကိုအဓိကပြောချင်တာမဟုတ်ဘဲနဲ့ဒီသူကဘာတွေလုပ်ကင်လဲပေါ့နော်သူကဘယ်မှာနေလဲသူ့ရဲ့ information အပြည့်အစုံပေါ့နော် information တွေအများကြီးပေးချင်တာပေါ့နော်အဲ့တော့လူတယောက်ကထားပါတော့ဦးဘသူမတ်ဘသူဆိုပြီးတော့သူကနာမည်နော်ရေးထားပြီးသားကိုရီးယားလည်းတည်ထားပြီးသားပေါ့နော်ဒါပေမဲ့သူ့ရဲ့နောက်ခံ background ပေါ့သူ့ရဲ့ background ကိုအဓိကထားပြီးတော့ပြောချင်တာချုပ်သွားလားမသိအဲ့တော့နာမည်ကိုအဓိကဆောင်းပေးပြောချင်တာမဟုတ်ဘူးဥမာရန်ကုန်ဆိုတဲ့နာမည်ထက်ရန်ကုန်ဒီဘယ်လိုနေရာမျိုးလဲဆိုတဲ့ information ကိုပေးချင်တာဖြစ်တယ်ရမယ်နော် Okay အဲ့တော့ non-defining clause are more common in formal style သူက formal ရေးသားတဲ့ပုံစံတွေနဲ့သုံးပါတယ် especially in writing စာရေးတဲ့နေရာတွေမှာသုံးတယ် When we write this clause we put comma at the beginning of the clause ရဲ့အစမှာ comma တွေရေးရပါတယ်တဲ့ and often at the end of the clause တစ်ခါတလေကျတော့လေ clause ရဲ့နောက်ဆုံးမှာထားပြီးတော့ရေးရတာမျိုးတွေရှိပါတယ်အဲ့တော့ပုံသေးမှတ်လို့တော့မရဘူးเนาะဒီဝါကျတစ်ကြောင်းပေါ်မှာမူတည်ပါတယ်ဟုတ်ပြီအဲ့တော့ non-defining clause we always use who for people which for things we cannot use that ဟုတ်ပြီအဲ့တော့ဒီမှာ who ဆိုရင် who for people အဲ့တော့လူတွေဆိုရင် who နဲ့တွဲသုံးတယ်ဆိုပေမဲ့လည်း things တွေနဲ့ပတ်သက်တဲ့အခါကျတော့ဆရာတို့ဘာတွေသုံးလဲဆိုတော့ which ကိုပဲသုံးပါတယ် that သုံးလို့မရပါဘူးဘာကြောင့်လဲဆိုတော့ that ဒီ informal style ဖြစ်ပါတယ် informal style ဆိုတာနည်းနည်းစီးတွေပေါင်းနေမရှိဘူးလွတ်လပ်ရေးလို့ရတဲ့ပုံစံဖြစ်တယ် formal ကကျနည်းနည်းစာဟိုနည်းနည်းဘယ်လိုပြောမလဲဒီရုံးတို့ကျောင်းတို့မှာအဲ့လိုလုံးဝရင်ကျေးတဲ့ပုံစံနဲ့ရေးရ style ပေါ့နော် formal style လို့ခေါ်တယ်အဲ့တော့ formal style ကြီးမှန်တယ်ဆိုရင်ဆရာတို့က which ကိုသုံးပါတယ် that ကိုသုံးလို့မရပါဘူး that ဒီ informal style မျိုးနဲ့သုံးပါတယ် Okay အဲ့ဒါလေးကိုယ်ပဲပြသိဖို့လိုပါတယ်နောက်တစ်ချက်က non-defining clause မှာကဆရာတို့ who တွေ which တွေကိုဆရာတို့ကleave out လုပ်လို့မရဘူး leave out ဆိုတာဖြုတ်ပြလိုက်လို့မရပါဘူး who တွေ which တွေကိုကျင်းတွေပါထည့်ပေးရမှာပါဟုတ်ပြီနော်ဒါဆိုဆရာတို့က non-defining clause နဲ့ပတ်သက်ပြီးတော့ဆရာတို့အချက်၄ချက်မှတ်ထားဖို့လိုပါတယ်ပထမတစ်ချက်ကလူသို့မဟုတ်အကြောင်းအရာနဲ့ပတ်သက်တဲ့အချက်လက်တွေကိုပုံမများပြားစွာဖော်ပြထားပါတယ် information အစုံအလင်သူကပြောချင်တာဖြစ်တယ်ဝါကြကနံပါတ်2ဒီဝါကြက formal style ဖြစ်လို့ comma 3ပေးလို့ comma 3မဖြစ်မနေ comma ထည့်ပေးရမယ်နောက်တစ်ခုက which ကိုသုံးရပါမယ်နော်နံပါတ်4ဒီ who တွေ which တွေကိုဝါကြမှာဖြုတ်ခါလို့မရပါဘူးမဖြစ်မနေထည့်ပေးရမယ်ပြီးတော့သူတို့ရဲ့နောက်မှာ comma တွေကုတ်ပေးရမယ်ဟုတ်ပြီနော်အဲ့တော့ဒီချက်တွေကိုဒါတော့သေချာနားလည်ထားဖို့လိုပါတယ်ကဲအဲ့လောက်ဆိုရင်ဆိုတော့ရှေ့ကိုထပ်ပြီးတော့သွားမယ်ကဲအဲ့တော့ပထမဝါကြလေးကိုစဉ်းစားရအောင်နော်Tantan is my classmate. She lives near our school. Tantan ကကျွန်တော်ရဲ့ classmate ဖြစ်တယ် She lives near our school. Very she လေးဒီ Tantan ကိုညွှန်းတယ်ဆိုတော့ဒါ auto သိကိုသိနေရမယ်နော်အဲ့တော့ तू က Tantan ကကျွန်တော်ရဲ့ classmate ဒါနဲ့ပြီးမသွားဘူး तू ဘယ်မှာနေလဲဆိုတဲ့ information လေးပါ तू ကထည့်ထားတယ်နော်အဲ့တော့ပို့ပြီးတော့ပြည့်စုံခြင်းအောင်ထည့်ထားတာပေါ့အဲ့တော့ကျွန်တော်တို့ရဲ့ကျောင်းသားမှာနေတဲ့တန်တန်ဟာကျွန်တော်ရဲ့ classmate ဖြစ်တယ်ဒါဆိုရင်ပို့ပြီးတော့နည်းနည်းသူနဲ့ပတ်သက်တဲ့အကြောင်းအရာနည်းနည်းလေးပို့ပြီးတော့သိသွားတယ်ပေါ့နော် information ပို့သိသွားပြီဒါလို့ဆရာတို့ကဘယ်လိုရေးမလဲတန်တန်နာမည်ကိုအရင်ရေးမယ်နော်သူကအရေးကြီးရပေါ့နော်တန်တန်ပြီးရင်ဆရာတို့ကဘာနဲ့ညွှန်းရမှာလဲတန်တန်ကောမှာ who နဲ့ညွှန်းရမှာပေါ့ဟလား who lives near our school, comma, is my classmate အဲ့လိုလေးရေးရပါမယ်
နော်အဲ့တော့ဒီ she ဒီတန်းတန်းကိုပြောထားပြီးသား pronoun မလို့ဖြုတ်ခဲ့ရနော်အဲ့တော့တန်းတန်း comma who lives near our school comma is my classmate အဲ့တော့ comma တွေသုံးပေးဖို့လိုတယ်နော်နောက်တစ်ခုက the ရွှေတကုံ pagoda is in the center of Yangon နော်ရွှေတကုံဘုရားသည်ရန်ကုန်မြို့လယ်မှာရှိတယ် it is one of the tourist attraction in Myanmar အဲ့တော့ရှေ့ဝက်ကြနဲ့အဓိပ္ပာယ်ကပြည့်စုံပြီးသားပါပဲဒါပေမဲ့ရွှေတကုံ pagoda နဲ့ပတ်သက်တဲ့ information ထပ်ပေးချင်တာပါနော်ဒါကြောင့်မို့ဒုတိယဝက်ကြသည် info အသစ်ဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့သူက tourist attraction နော်ကမ္ဘာလှည့်ခရီးသည်တွေအတွက်ဆွဲဆောင်မှုရှိတဲ့နေရာတွေကတစ်ခုဖြစ်တယ်ဆိုတဲ့ information ကိုပေးချင်တာဖြစ်တယ်ဒါဆိုဟုတ်ပြီဖာတို့အဓိကဘာကိုအရင်ရေးမလဲဆိုတော့တဲရွှေတကုံ pagoda နော် name တွေကိုအရင်ဆုံးရေးရပါမယ် name တွေကိုအရင်ရေးရမယ်တဲရွှေတကုံ pagoda ပြီးရင် comma ပြီးရင် comma အဲ့တော့ဆရာတို့က which နဲ့သုံးမယ်နော် WHICH which ကိုသုံးဖို့လိုပါတယ်အဲ့တော့ဒါဒီ formal အရေးသားဖြစ်တယ် WHICH which နော် which ပြီးရင်ဆရာတို့ဒုတိယဝက်ကြရဲ့ IDA ဒီရွှေတကုံကိုပြောတာမလို့သူဖြုတ်မယ်ဟုတ်လားအဲ့တော့ which is one of the tourist attraction ဒီ information လေးကိုရေးရမယ်နော်ဒီ information လေးကိုအဲ့တော့ the ရွှေတကုံ pagoda, which is one of the tourist attraction in Myanmar နောက်ထပ် comma တစ်ချိန်ထပ်ခုတ်ပါပြီးမှ is in the center of Yangonဒါမှမဟုတ်ရင်နောက်ထပ်ပုံစံတစ်မျိုးထပ်ပြီးတော့ရေးလို့ရပါသေးတယ်နောက်ထပ်ဘယ်လိုရေးရမလဲဆိုတာကိုပြန်ပြောမယ်နော်နောက်ထပ်ဘယ်လိုပုံစံဖော်ပြလို့ရလဲဆိုတော့ဆရာတို့တဲရွှေတကုံကိုအရင်ရေးလိုက်မယ်နော်တဲရွှေတကုံ pagoda, comma ပြီးရင်ဆရာတို့ဘာနဲ့ညွှန်းလဲဆိုတော့ WHICH 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 ပြီးရင်ဒီဟာလေးကိုဖြည့်လို့ရတယ် which is in the center of Yangon ပြီးရင် comma ထပ်ကုန်မယ်ပြီးရင်သေချာပေါက်ဒီ pronoun လေးကိုဖြုတ်ခဲ့ရမယ်နော် pronoun လေးကိုဖြုတ်ပြီးတော့ကျန်တာပေးမယ် is one of the tourist attraction in Myanmar နော်အဲ့လိုရေးတာပို့ပြီးတော့ကောင်းပါတယ်အဓိပ္ပာယ်ဒီရန်ကုန်မြို့လယ်ကောင်မှာရှိတဲ့ရွှေတကုံဘုရားဟာမြန်မာနိုင်ငံရဲ့ tourist attraction တွေကတစ်ခုဖြစ်ပါတယ်ဆိုပြီးတော့နော်အဲ့တော့ back to be တွေကဖြုတ်ခဲ့လို့မရပါဘူး back to be တွေထည့်ပေးရမယ်အဲ့တော့တစ်ချက်ပြန်ပြောပါမယ် the ရွှေတကုံ pagoda, which is in the center of Yangon, is one of the tourist attraction in Myanmar ဒီပုံစံနဲ့ရေးတာပို့ပြီးတော့အဓိပ္ပာယ်ပိုရှိပါတယ်နော် Have you ever been to Nepali? It is one of the beautiful beaches in Myanmar ဟုတ်ပြီဒီဝက်ကြမှာဆိုရင် question mark ပါတယ်နော် question mark ပါအောင်လို့ဆိုတော့ဖြေတဲ့အခါမှာ question mark ထည့်ပေးဖို့လိုအပ်ပါတယ်ဒါဆိုရင် have you ever been to Nepali ပထမဝက်ကြနော် it is one of the beautiful beaches in Myanmar ဒုတိယဝက်ကြရဲ့ IDA ဒီဘာကိုပြောရလဲ Nepali ကိုပြောတာဖြစ်တယ်နော် Nepali ကိုရောက်ဖူးလားဆိုတာဒါမဲ့တော့မပြီးသေးဘူး Nepali အကြောင်းကိုထပ်ပြီးတော့ info အသစ်ထပ်ပေးလိုက်တယ်အဲ့တော့ is one of the beautiful beaches in Myanmar ဒါ information အသစ်ပဲကဲဟုတ်ပြီဒါကိုဆရာတို့ရှေ့ဝက်ကြကိုအရင်ရေးဖို့လိုအပ်တယ် question mark လေးကနောက်ဆုံးမှာမလို့သူ့ကိုခြံထားခဲ့ဟာလားအဲ့တော့ have you ever been to Nepali, comma ကုန်မယ်ဘာနဲ့ပဲညွှန်းမလဲ WHICH which နော် Nepali, comma which is one of the beautiful beaches in Myanmar နောက်ဆုံးကြမှာပါထည့်မယ် question mark ထည့်ပေးပါနောက်တစ်ခု I want you to meet Michael. His brother is our guide teacher. I want you to meet Michael. Michael နဲ့မင်းကိုဆုံစေချင်တယ် His brother is our guide teacher. သူ့ရဲ့အကိုကငါတို့ရဲ့ guide ဆရာပါတဲ့ Okay ဒါဆိုရင်ဒုတိယဝက်ကြကိုကြည့်လိုက်ပါဒုတိယဝက်ကြရဲ့ဒီ his ကိုတွေ့လိုက်ကြရဆိုတော့ဘာနဲ့ဆက်ရမလဲထင်တယ် his ဒီ possessive adjective မလားဒါဆိုဆရာတို့ဘာနဲ့ဆက်မလဲ WHOSE whose နဲ့ဆက်ပေးရမယ်နော် whose နဲ့ဆက်ပေးရမယ်
Okay ဒါဆိုရင် I want you to meet Michael who's comma နော်ဒါရ comma make လို့မရပါဘူးနော် comma ထည့်ပေးရမယ် who's comma sorry I want you to meet Michael comma မှာလို့whose brother is our guide teacher အဲ့လိုရေးမယ်နော် whose နောက်မှာကဆိုတော့မထည့်ရအောင်နော် sorry ဆရာပြောတာလေးနည်းနည်းလေးမှားပါတယ်နော်သူ့နောက်မှာထည့်ပြရမလို့သူ့ရဲ့ရှေ့မှာထည့်ပြရမယ်နော် in front of the clause ကရှေ့မှာလို့ပြောခဲ့တယ်လေဆိုတော့ in front of the clause လို့ပြောခဲ့တာအောင်နော် clause ကရှေ့မှာထည့်ရမှာဆိုတော့ဒီ who clause ရဲ့ရှေ့မှာ comma ပါနော်ဒါဆိုရင် whose brother is our guide teacher အဲ့လိုဖြစ်သွားမယ်ကဲနောက်တစ်ခုက we used to help Stephen with his lesson do you remember him အဲ့တော့ဒီမှာလဲ question mark လေးပါပါတယ် question mark ပါရင်နောက်ဆုံးမှာ question mark ပြန်ထည့်ပေးပါနော်အဲ့တော့ we used to help Stephen with his lesson အဲ့တော့ငါတို့တွေက Stephen ကိုစာနဲ့ပတ်သက်ပြီးတော့ကူညီနော်အရင်ကကူညီခဲ့တယ်ပေါ့ do you remember him သူ့ကိုမှတ်မိလားတဲ့ကဲလာပြီအဲ့တော့ him him ဒီဘယ်သူကိုပြောချင်တာလဲအဲ့တော့ဒါ pronoun တွေကိုရှာရမှာပေါ့နော်ဒုတိယဝေကျတဲ့ pronoun တွေကိုရှာရမှာနော်အဲ့တော့ him ဆိုတာဆိုတော့ဘယ်သူကိုညွှန်းတာလဲဆိုတော့ Stephen ကိုညွှန်းတယ်လို့သိရပါမယ် him ဒီ Stephen ကိုညွှန်းတာဖြစ်တယ်နောက်တစ်ချက်သတိထားမှာက Stephen ဒီ verb ကနောက်မှာရှိတဲ့ object ဖြစ်ပါတယ် verb ကနောက်မှာရှိတဲ့ဘာကြီးလဲ object ဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့ကဘာနဲ့ညွှန်းရမှာလဲပေါ့ WHOME home နဲ့ညွှန်းရမှာဖြစ်ပါတယ် WHOME home ရှင်းမှာဆိုတော့ who တို့ that တို့ whose တို့ ਨੇ အဓိကเนาะဒါသုံးခဲ့တာပေါ့အခုဒီမှာ WHOME home နဲ့ညွှန်းရပါမယ်ဘာကြောင့်လဲဆိုတော့ back ကနောက်က Stephen ကိုညွှန်းတာဖြစ်တယ်เนาะ Stephen ကိုပြောတာဖြစ်တယ်အဲ့တော့ Stephen ဒီ object နေရာမှာရှိလို့ home နဲ့ညွှန်းရမယ်အဲ့တော့ဘယ်လိုရေးမလဲ do you remember ဟင်းနေရာမှာဆိုတော့ဘာကိုဘသူ့ကိုပြောရတယ် Stephen ကိုပြောတာဖြစ်တယ်ဒါဆို do you remember Stephen comma whom we used to help with his lesson အဲ့လိုရေးပြရမယ်ပြန်ပြောပါမယ် do you remember him ဒီ Stephen ကိုပြောတာဖြစ်တယ်เนาะဒါကြောင့်မလို့ him နေရာမှာဆိုတော့ဘာအစားပြန်သွင်းမလဲဆိုတော့ Stephen ကိုအစားသွင်းရပါမယ်အဲ့တော့ do you remember Stephen comma object နေရာမှာမလို့ဘာနဲ့ညွှန်းမလဲ WHOM home အဲ့တော့ do you remember Stephen comma home we used to help အဲ့တော့ Stephen ကရေးထားပြီးသားမလို့မပါတော့ဟုတ်လား help with his lesson နောက်ဆုံးမှာပါထည့်မယ် comma ထည့်ဟုတ်ပြီနော်အဲ့တော့ဝါကျတွေကိုဆရာတို့တတိထားပါနော်ဝါကျရဲ့ပုံစံတွေကိုတတိထားပါအဲ့တော့ဒုတိယဝါကျမှာရှိတဲ့ pronoun တွေဒီရှေ့ဝါကျကဘယ်သူတွေကိုညွှန်းလဲဆိုတာကိုသိချာနားလည်ထားမှာဒါမှန်ကန်ပြင်နိုင်မှာဖြစ်ပါတယ်အဲ့တော့ non define နဲ့မှာဆိုတော့မဖြစ်မနေ၄ချက်မှတ်ထားဖို့လိုအပ်ပါတယ်အဲ့တော့သူဒီ formal style ဖြစ်တဲ့ကြောင့်မလို့ comma တွေပါမယ်နောက်တစ်ခုကဒီ that သုံးလို့မရဘူး which တစ်ခုတည်းကိုပဲသုံးရမှာဖြစ်တယ်နော်အဓိကတော့အဲ့နှစ်ချက်ပါပဲအဓိကအဲ့နှစ်ချက်ပဲအဲ့တော့ဆရာတို့ကအခု non define နေနဲ့ define နေနဲ့ကိုသေချာလေးတွဲပြီးတော့လေ့လာပါအဲ့တော့ရှင်းမှာလဲဆိုတော့ note လေးတွေရေးထားတယ်ဆိုတော့နော်သေချာလေးမှတ်ထားပေးမှတ်ထားပေးပါကဲအဲ့တော့ဆရာဒါလေးကရှင်းပြပြီးသွားပြီဆိုတော့နည်းနည်းလေးအဖြေမှန်လေးတစ်ချက်ပြန်ပြီးတော့တိုက်ကြည့်ရအောင်နော်ဆိုတော့ပြောကြရည်မှန်လားမှန်လားအဲ့တော့ variable number 1ဒီတန်းတန်း comma ဘာနဲ့ညွှန်းမလဲ who lives near our school comma is my classmate တစ်ချက်ကြည့်အောင်ဒါ sorry စောစောကဒါ note လေးပါနော်ဒုတိယဝါကျရဲ့အရှိကိုကြည့်ပါ pronoun နေရာမှာ subject ကိုညွှန်းရင် who something တစ်ခုခုကိုညွှန်းတယ်ဆိုရင် which သုံးမယ် possessive ဆိုရင် whose သုံးမယ်
object နေရာနော် object နေရာမှာရှိတဲ့လူဆိုရင် form နဲ့ညွှန်ပေးရမယ်နော်အဲ့တော့ဒီ note လေးကအဓိကမှတ်ထားပေးပါနော်ကြည့်တာဆိုတော့အဖြေလေးတိုက်ကြည့်အောင် number 1ဖြေလေးဒီတန်တန် who lives near our school, is my classmate နော် နှစ်ခုပါပါမယ်number 2ရဲ့အဖြေလေးတိုက်ကြည့်အောင် Pagoda, which is one of the tourist attraction in Myanmar, is in the center of Yangon အဲ့တော့ဒါကဆိုတော့ပုံစံ2မျိုးနဲ့ဖြေလို့ရတယ်ဗမာပဲထားမှန်တယ်နော်ဗမာပဲထားမှန်တယ်ကိစ္စမရှိဘူးအဲ့တော့အဓိက comma နှစ်ခုပါမယ် which သုံးရမယ်နော်ကျန်တာကတော့ဒီရှေ့မှာပဲထားနောက်မှာပဲထားမှန်တယ်နော်ဒါကြောင့်စိတ်ထဲမှာတစ်မျိုးဖြစ်နေမှာပေါ့နောက်ဝကြကိုအဖြေတိုက်ကြည့်အောင် Have you ever been to Nepali, which is one of the beautiful beaches in Myanmar เนาะနောက်မှာ question ပဲပါမယ်နောက်တစ်ခုက I want you to meet Michael, whose brother is our guide teacher last one do you remember Stephen whom we used to help with his lesson ဟုတ်ပြီเนาะအဲ့တော့ဒီမှာဆိုတော့comma တစ်ခုတည်းပဲပါမယ်เนาะဒီမှာတော့ comma တစ်ခါပဲပါမယ်เนาะ do you remember ဟင်းနေရာမှာဆိုတော့ Stephen ထည့်မယ်object ကိုညွှန်းတာမလို့ home နဲ့ဆက်မယ် we used to help with his lesson ကဲဒါလေးပါပဲအဲ့တော့ပြောနေကြအတိုင်းပဲဒါတို့ defining clause နဲ့ non defining clause ကိုရှင်ပြီးတော့မှတ်ပါเนาะမရောပါစေနဲ့နော် note တွေကိုဖောက်ထဲမှာတေချာကူးထည့်ပါပြီး exercise တွေလုပ်ကြည့်ပါအခုဒီနှစ်ခုရောထားတဲ့ exercise လေးကိုနောက်မှာပေးထားပါတယ်နော်အဲ့ဒါလေးကိုscreenshot ရိုက်ပြီးတော့ထုံးစံတိုင်းပဲဖောက်ထဲမှာနော်ခြာရေးပေးပါကဲအဲ့တော့ exercise လေးတစ်ချက်ကြည့်အောင် okay ဒီ exercise လေးဖြစ်ပါတယ်တစ်ချက်နော်10ပုဒ်ကိုနည်းနည်းပြောပေးပါမယ်Thomas teaches us English. He always treats his student with kindness. Thomas ကကျွန်တော်တို့ကိုအင်္ဂလိပ်စာသင်ပေးတယ်။သူကကျောင်းသားတွေကိုချစ်ချစ်နာနာနဲ့ဆက်ဆံလေးရှိတယ်။ Number 2က we often visit Inhale. It is very good for walking exercise. ကျွန်တော်တို့ရံပတ်ရံကအင်အားလိတ်ကိုသွားလေတယ်။အင်အားလိတ်ဟာ ideate ဒီအင်အားလိတ်ကိုပြောတာနော်။အင်အားလိတ်ဟာဒီလမ်းလျှောက်ကျမကြီးအတွက်အရန်ကောင်းတဲ့နေရာဖြစ်တယ်။ဦးအောင် often shout at his employee. He has a bad temper. ဦးအောင်ကမကြာခဏဆိုသလိုသူရဲ့အလုပ်သမားတွေကိုအော်တယ်။သူကစိတ်တူတတ်တဲ့သူဖြစ်တယ်။နော်ဒါသူ့ရဲ့ခရိုက်နော်သူ့ရဲ့ character ကိုပြောတာဖြစ်တယ် information ကို We all climb at the mountain except Mumu. She is afraid of height. Mumu ကလွဲပြီးတော့ကျွန်တော်တို့အားလုံးတောင်ပေါ်တက်ခဲ့ကြတယ်သူကအမြင့်ကိုကြောက်တယ် She is afraid of height. My new flat is on the 9th floor. It has a traffic view. ငါရဲ့တိုက်ခန်းအသစ်က9ထပ်မြောက်မှာရှိတယ် It has a terrific view. အဲ့တော့ IDA ဒီ new flat ကိုပြောတာဖြစ်တယ်နော် IDA က new flat ကိုပြောတာဖြစ်တယ်အဲ့တော့ငါရဲ့တိုက်ခန်းမှာတကယ်ကိုနော်အမိုက်စားမြင်ကွင်းနော်ကြည့်လို့ရတဲ့ view နေရာရှိတယ်ပေါ့ My aunt is a bit deaf. She cannot hear the phone ringing. အဲ့တော့ငါရဲ့အတော်ကနားနည်းနည်းလေးတယ်ဒါကြောင့်မို့သူကဖုန်းမိတန်ကိုမကြားဘူးဒုတိယဝကြရဲ့ရှိသည်ဘာကိုညွှန်းလဲဆိုတာကိုစဉ်းစားပါ Nila works in the advertising department. She is my close friend. Nila ဟာကြော်ညာဌာနတစ်ခုမှာအလုပ်လုပ်တယ်သူကကျွန်တော်ရဲ့အရင်းနှီးရဲ့တငယ်ချင်းဖြစ်တယ် The Nile runs through a separate country. It is the longest river in the world. Nile မြစ်ဟာနိုင်ငံတော်တော်များများကိုဖြတ်စီးစဉ်တယ်သူကကမ္ဘာရဲ့အရှည်ဆုံးမြစ်ဖြစ်ပါတယ် Polar bears live in the Arctic. They weigh up to 720 kilos. Polar ဝက်ဝံတွေကအာတိတ်မှာနေကြတယ်သူတို့ရဲ့အလေးချိန်ဒီ720 kilo ရှိပါတယ် I want to introduce you to Dokiti. Her husband is a building contractor. ငါကမင်းကို Dokiti နဲ့မိတ်ဆက်ပေးခြင်းနဲ့သူရဲ့အမျိုးသားဟာနော်ဒီ building contractor နော်အဆောက်အဦတွေကိုစောက်တဲ့သူဖြစ်ပါတယ် Okay
အဲ့တော့ဒါကဆရာတို့ရှေ့က define နဲ့ non defining နဲ့ကိုsorry ရောထားမှာမဟုတ်ဘူးဒါတွေက non defining နဲ့ပတ်သက်တဲ့ exercise ဖြစ်ပါတယ်ရောထားတာမဟုတ်ပါဘူးเนาะအဲ့တော့ non defining ဆိုတော့လွယ်ပါတယ်เนาะဒီ exercise လေးကိုလုပ်ကြည့်ပါ okay ဒါဆိုရင်တော့အားလုံးပဲနားလည်မယ်လို့ထင်ပါတယ်เนาะအားလုံးပဲသဘောပေါက်မယ်လို့ထင်ပါတယ် okay ဒါကိုဆရာတို့တင်ညာတော့ဒီလောက်နဲ့ပဲ